ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီတစ်ချိန်လေးကိုလင်ညာဒီပါအော်ကက်စထရာကနေပြီးတော့ပြန်လည်ပြီးတော့တီးခတ်ထားတာဖြစ်ပါတယ်သမီးရဲ့အချင်းလေးကိုအားပေးခြင်းနဲ့ဆိုရင် Facebook page ဖြစ်တဲ့ Artist Anjotong ဆိုတဲ့ Facebook page နဲ့ YouTube channel ဖြစ်တဲ့လင်ညာဒီပါ YouTube channel မှာလည်းအားပေးနိုင်ပါတယ်ပြီးတော့ TikTok account မှာလည်းစေလီဆိုတဲ့နာမည်နဲ့ရိုက်ရှာပြီးတော့အားပေးလို့ရပါတယ်ရှင်အဲ့တော့နောက်ဆုံးရအောင်